မျိုးသမီးတို့ရဲ့အလှပဆိုင်ရာခန္ဓာကိုယ်ထိန်းသိမ်းရေးပုံသဏ္ဍာန်တွေဟာလွန်ခဲ့တဲ့နှစ်ကျော်လောက်ကစလို့တိတိတသားတိုးတက်လာသလိုအလှပဆိုင်ရာစပါလုပ်ငန်းတွေကလည်းရန်ကုန်မှာအတော်လေးဖွံ့ဖြိုးလာနေပါတယ်။ဒီအချိန်ဟာလာမယ့်50နှစ်အထိအချိန်မပြတ်ဖွံ့ဖြိုးနေမယ်လို့ Women's Lifestyle Day ဟောပြောပွဲမှာပြောဆိုခဲ့ပါတယ်။အာရှဒေသရင်းကစင်ကာပူ၊မလေးရှားအပါအဝင်အမေရိကန်ပြည်ထောင်စုဩစတြေးလျစတဲ့အနောက်နိုင်ငံတွေမှာပါစပါလုပ်ငန်းဟာအောင်မြင်တဲ့စီးပွားရေးဖြစ်ပြီးမိန်းကလေးတွေသာမကယောက်ျားလေးတွေပါစပါကိုအသုံးပြုလာကြတာမို့မြန်မာလူထုကလည်းအလှပနယ်ပယ်မှာမြင်ကျဲလာပြီလို့ကိုပြည်ကျော်ကပြောပါတယ်ဒီနိုင်ငံမှာအရှိန်ဟုန်မပြတ်ပဲဆက်လက်ဖွံ့ဖြိုးနေမယ်လို့ဆိုပါတယ်အခုတစ်ခေတ်ရန်ကုန်မှာပေါ့နော်အထူးသဖြင့် spa လုပ်တဲ့လူတွေတော်တော်များလာတယ်ပြီးတော့နိုင်ငံပေါင်းစုံကလည်း product တွေဝင်လာတယ်လာရောက်ဖွင့်လှစ်ကြရပေါ့နော်ဟို main ကလေးတွေမဟုတ်ဘူးယောက်ျားလေးတွေပါနောက်ပိုင်းဟိုနော်ဟိုဒီ spa မှာသွားပြီး enjoy လုပ်တယ်ဆိုလိုတာကတော့spa ဆိုတာ main ကလေးတော့လည်းမဟုတ်ပါဘူးယောက်ျားလေးမှာလည်းသူတို့မှာ skin ရှိပါတယ်အဲဒီ skin care product တွေနဲ့သူတို့ maintain လုပ်တယ်ပေါ့နော်ထိန်းနေပြည့်ပြည့်နဲ့ထားအောင်ပြောတာပါတော်ဝင် Garden Hotel မှာကျင်းပတဲ့ဒီဟောပြောပွဲမှာပရိသတ်တယောက်အနေနဲ့နားထောင်ခဲ့တဲ့တရုတ်ဆောင်မိကပြာကအရေးပြားလှပဖို့ချက်အရေးပြားကျမ်းမာနေဖို့ကမိန်းကလေးတယောက်အတွက်ပိုအရေးကြီးသလိုလူတယောက်အတွက်လှပရေးကြီးပြင်ဆင်နေဖို့မလိုအပ်ပေမဲ့ရှင်းတန်ပြီးအသားရည်စိုးပြေးကြည်လင်နေဖို့အရေးကြီးတယ်လို့ဆိုပါတယ်ဟိုအရင်တော့ဆိုရင်တော့ဒီလောက်ခက်လဲမမိကြဘူးလို့ပြောမှာပေါ့နော်ဒီ skin care ကိုဂရုစိုက်ရမယ်ဆိုတာကိုသိပြီးတော့ဟိုဒါအတွက်ကိုအကုန်ကြခံပြီးမလုပ်ချင်ကြဘူးအမမလိမ့်တဲ့ case ဆို skin ကကောင်းနေမှရမှာလေအဲ့တော့ကြောင့်အခုနောက်ပိုင်းဆိုရင် skin ကိုပို့ပြီးဂရုစိုက်လာကြတယ် skin နဲ့ပတ်သက်ပြီးတော့အကုန်ကြခံပြီးသုံးလာကြတယ်ဟိုအရင်ပြင်ကြမလို့လေလူတယောက်ကတော့တကိုယ်ရေးတိုက်ရှင်းမှုကိုဟိုအသားရည်လေးကတော့အဆင်ပြေပြေလေးရှိတဲ့နဲ့ထန်တယ်ဟုတ် Shangri-La Spa ရဲ့ဖောက်သည်တွေအတွက်ရည်ရွယ်ကျင်းပတဲ့ဒီဟောပြောပွဲမှာပြင်သစ်သူ Melanie Grolion ကဝိုင်းတောက်ချင်းကြောင့်ရလာမဲ့အကျိုးကျေးဇူးနဲ့အစားအစာတွေကိုဘယ်လိုဝိုင်းမျိုးနဲ့တွဲဖက်သုံးဆောင်ရမယ်ဆိုတာပြည့်ပြည့်စုံစုံတင်ပြခဲ့တယ်လို့နိုင်ငံတကာမိတ်ကပ်ပညာရှင်ခိုင်စင်ဒီဆိုးကလည်းအရေးပြားလှပနဲ့ကျမ်းမာရေးတွေအကြောင်းဆွေးနွေးခဲ့ပါတယ်။တိုးတက်လာတဲ့ဒီနေ့ခေတ်မှာအမျိုးသမီးတို့တင်သာမကအမျိုးသားတွေကြီးကပါအရေးပြားကျမ်းမာရေးအရေးပါတဲ့ဆိုတာသိဖို့နဲ့တကယ်အလှစစ်ကိုပိုင်ဆိုင်ဖို့ကတော့အပြင်းမဲ့အလှတင်သာမကအတွင်းလှကိုပါအာယုံစိုက်ဖို့လိုတယ်လို့ဆိုပါတယ်တကယ်ကို beauty အစစ်ဟာဆိုလို့ရှိရင် internal နဲ့ external beauty ပါကိုယုံကြည်ချက်ရှိမယ်ကျန်းမာရေးကိုဂရုစိုက်မယ်ဆိုလို့ရှိရင်ဒါ internal beauty အတွက်ကောင်းမွန်ပါတယ်ပြီးလို့ရှိရင် grooming တတ်ရနေထိုင်ဝတ်စားမယ်စက်နိုင်တဲ့လောက် makeup လေးတွေကိုပေါ်ပါပဲဖြစ်ဖြစ်သူ့နေရာနဲ့သူလိမ့်တတ်မယ်ဆိုလို့ရှိရင်တော့ဒါခေတ်နဲ့အညီတိုးတက်ပြီးတော့တကယ်ကို modernize ဖြစ်လာတဲ့အမျိုးသမီးတွေဖြစ်လာမှာပါ